กันนี่หัวเงารามาชูเจ้าอเมงมันกันหักเราดิน้ำจีไม่ดิอัตตักตะเข็นรักแข่งเสติกระทัดจำนักสอนสีกันนี่จะฮิตเยตเตมันกันตรงตอนกันตุ่มเราลองเสียเราเองฮิตติดเยตเตมันกันตีขันเราดิตาเราฮอลงูรำเย่เสียยี่ปุยเตียพิวระบ่เนาะงั้นรู้ฮอลงูรำมาเลยโอ้ยิงกระเรียตูพิวเลยหารือบ่อเมียยี่บ่ตูเย่พิวทอดเตสการุบ่ CNDF กูเลยงั้นรู้เนลาทีเลยงั้นรู้ที่คำมาว่าเปียไตมาโชมาบ่ตูกูไตพิวตัวเลยหารือบ่ที่ปุยเตียจนรู้เอราเวพิวนี่ละยิงกระเรียเนี่ยปุยเตียพิวระยันเมียเลยตัวเลย CNDF CNDF เพกรตีคันปีไหนเดี๋ยวเราตีคันปีเดเอราโอปุยเตียนิมิโอส่งเนี่ยสวยบิมาพิวนี่เลยฮารุวิดีโอไฟล์นี่ตะปงตะข้องจีเวจนรู้ตัวนี่ละเวเอราคู CNDF เนี่ยฮอลงูรามาพิฆามุชีเดเอรากูချင်းညီနောင်ကတော့ကောင်းကောင်းစာထုတ်ပြန်တယ်ထုတ်ပြန်တဲ့အတိုင်းဘာမှမလုပ်ဘူးသူတို့နှစ်ယောက်ကိစ္စလို့တပေါ်ထားပြီးမှဒီတိုင်းပဲနေပေးလိုက်တယ်တိုးတော့အခုကဖလာမာအခုဟောင်းငိုရန်ဖက်ကို CC ရ sit in အဖြစ်တင်လိုက်တယ်တဲ့ CC ဖက်ကအလုံးအရင်နဲ့ပို့ပြန်ပြီးတဲ့အဲ့တော့အရင်တုန်းကဒီလောက်တူနဲ့နော်ဒီမရာဖြစ်တနာတော့ကလည်းစီစီတပ်ပေါင်းစုကနဲ့ဒီလိုလုတ်ခဲဖူးတယ်ဆိုတော့ကျွန်တော်တို့ CP ဖက်ကနဲ့ပြောတယ်ကျွန်တော် CP ဖက်ကတော့ပြောတယ်ကောင်းကောင်းပဲတာမလုတ်ပါနဲ့ကောင်းကောင်းပြောတယ်တကက် CP ဖက်ကအလုံးအရင်နဲ့တိုက်လာပြီဆိုရင်တော့ခင်ဗျားတို့မအော်ရဘူးနော်ဖြစ်ပြီးတဲ့အခါကျမှမင်းအော်ရင်လည်းလကားပဲမဖြစ်ခင်မှာခင်ဗျားတို့စဉ်းစားပြီးမှနေပါမင်းတို့ကျွန်တော်တို့ပြောနေတယ်အများရရှိတယ် CP ပဲဖြစ်ဖြစ် CC ပဲဖြစ်နှစ်ဖက်စလုံးမှာတနက်အတူကိုင်းတာမဟုတ်ဘူးတနက်အစစ်စစ်ကိုင်းနေတာနော် CP ပဲလေးနှစ်သားကလေးပဲဘာညာဆိုတဲ့အထင်သေးအမြင်သေးနဲ့သွားမလုံးနဲ့နော်မင်းတို့ထန်တလန်ဖြစ်ဖို့ RPG ဆယ်လုံးတော့မတုံးနိုင်တဲ့အချိန်ချင်းညီတော်မှာ RPC ထောင်နဲ့ရှိနေပြီဆိုတာမင်းတို့သိတယ်မလားဒါဥပမာအဖြစ်ပြောပြတာလူမျိုးချင်းချင်းပဲကျွန်တော်ဆိုတော့အခုမနေ့ကလေးနဲ့ဖျားနေတော့ကျမကြီးကျွန်တော်တို့အခုတော်ကျမကြီးတိတ်မကောင်းဘူးအလုပ်လည်းမသွားဘူးဒီနေ့လဲဆိုအိမ်မှာနားရင်းနဲ့စာရီဖတ်တီလိုချစ်ရင်းနဲ့စိတ်ပြက်စရာကောင်းတယ်နော်ကိုလူမျိုးအချင်းချင်းခမရတို့ဟော်ငိုရမ်အတော်အဆိုးဆုံးကျွန်တော်တို့ကြည့်တယ်ဟော်ငိုရမ်ကိုကြည့်တာစိတ်ပြက်စရာကောင်းဆုံးထဲမှာပါတယ်အဲ့ဒါမျိုးတွေကြောက်စရာကောင်းတယ်နော်အနာကတ်တော့လဲနဲ့ကာယချင်းမလို့အထင်သေးလို့နာမကောင်းဘူးနော်ဟော်ငိုရမ်မလဲရရှိသူလက်ခံနိုင်မှာမဟုတ်ဘူးတကယ်ပြောတာကျွန်တော်တို့ဥပမာတကယ် CC နဲ့ CB တကယ်စပွဲကြီးဖြစ်ပြီးမှနှွဲမယ်ဆိုလို့ရှိရင်တော့ဘယ်သူဝမ်းတာမလဲစစ်ကောင်စီပဲဝမ်းတာမလဲမဟုတ်ဘူးလားမင်းတို့ CB ဆိုပြီးမှအထင်လာတေးလို့မရတော့ဘူး CB မှာလည်းအင်းနဲ့အားနဲ့တိုက်ရီနဲ့ခိုက်ရီနဲ့ရှိနေပြီးသားဆိုတော့ခမရတို့ CB လူတွေတော်များချင်းပြင်းတဲ့တောင်ပိုင်းမှာလည်းရှုပ်မြောက်ပိုင်းမှာလည်းအကုန်လုံးရှုပ်တီးအရှုပ်ထုတ်တွေခမရတို့ပဲဒါကြောင့်ခမရတို့စင်ချင်းတင်ပြီးလို့ကျွန်တော်တို့အချင်းချင်းပြောနေတယ်လက်နက်ကိုင်ချင်းနော်တင်အတူကိုင်နာမဟုတ်ဘူးဘယ်သူမှအတက်ကလည်းအားလုံးကတချောင်းစီပဲပါတယ်နှစ်ချောင်းမပါဘူးလူအတက်ကအဲ့တော့ချင်းပြီးမှနေကြပါတဖွဲ့နဲ့တဖွဲ့ပြီးမှဟော်ငိုရမှာလဲသူဟာနဲ့သူနိုင်ငံသူထောင်မှာလည်းမဟုတ်ဘူး
နိုင်ငံတော်တည်ထောင်မဲ့ကောင်လည်းမဟုတ်ဘူးသူ့နေမြေတေးသေးလေးနဲ့ဖိန်တအားရနေတယ်ဒီဟောငိုရမ်းရဲ့ဖိန်အရာဆုံးကပွေတဲ့မွေးလိုက်တဲ့မိကအခုဟောငိုရမ်းတော့တုတ်ခါကြီးကျဖြစ်တယ်ပြည်သူတွေပဲပြန်ခံစားမယ် CNDF ကဟိုအရင်ကလေးနဲ့ကောင်းပြောနေတယ်အတတ်နိုင်ဆုံးတေးခံတယ်ဒါပေမဲ့ပွေတဲ့ပြောတဲ့မြခမရတို့ social media မှာပြန်ကြည့်လိုက်နဲရမဟုတ်ဘူး CNDF အမျိုးပြောလိုက်ဒီပီတာထန်းလို့ဆိုလူပုကိုရဲ့ပါကအစတိုက်ခိုက်ကြရမင်းတို့ထင်တော့မင်းတို့တင်ကတခါပြစ်တဲ့လူ10ယောက်တင်နိုင်တယ်မြထင်နေကြတလားမသိဘူးမင်းတို့လိုပဲလူတိုင်းတင်ကိုင်နေတဲ့ဟာကြီးရောတာကြီးကျယ်ပြောနေကြတော့အခုတော့ကြည့်လေဖြစ်ပြီပေါ့မင်းကိုတိုင်ကစင်မီခေါ်နေတာလေမင်းကိုတိုင်ကပွိတဲမင်းကိုတိုင်ကအမြဲတမ်း CNDF ကိုတိုက်ဖို့ CNDF ကိုဘင်းမှုနဲ့ပါမှုညာမှုနဲ့အမျိုးခမရဆွဲတာတကယ်တမ်းကျတော့ဘင်းကိစ္စတွေတော့မီဇိုရမ်ကိုရောက်သွားတာခမရတို့ထင်းချုပ်တဲ့နေမီကစ်ကိုဖျက်ပြီးမှသွားနေတဲ့ဘင်းတွေကြီးခမရတို့ရောက်တဲ့ဘင်းတွေလူတိုင်းကတည်တယ်ဦးနောက်ရှိတဲ့လူကတည်တယ်နော်မီဇိုရမ်ကိုဝင်နဲ့အထက်ပေါက်ကခမရတို့ထင်းချုပ်တဲ့နေမီထဲမှာပဲပွိတဲ့မင်းတို့တည်လားအခုပွေတဲ့မင်းရဲ့နှုတ်ထွက်စကားတွေကြောင့်မင်းမွေးလိုက်တဲ့မိကြောင့်ဟော်ငိုရမ်ပီတူလူထုငင်းနေတော့မှာမဟုတ်ဘူးအခုစီရဟော်ငိုရမ်ကိုစီအဖြစ်တင်လိုက်တာနဲ့ဘလို့ဖြစ်လာမလဲအထူးတပစ်ဒီပွေတဲ့ကိုလိုမျိုးကိုဟော်ငိုရမ်မှာခမရတို့ထားတော့သူကတေးလက်တချီနေပြီလေကိစ္စမရှိဘူးဆိုတဲ့ပုံစံနဲ့နေတာနာမည်ရချင်းစောနဲ့ဆရာကြီးလို့ဒီလိုမျိုးလူတွေကြောင့်အခုဟော်ငိုရမ်နေမီတခုလုံးအဲ့မှာရှိတဲ့ပတ်ဝန်းကျင်ရှိတဲ့လူတွေနောက်ဒီချင်းလန်ကောင်စီရဲ့ power ရချင်းစောနဲ့ခင်ဗျားတို့လုတ်တဲ့ဟာတွေကြောင့်အခုကျွန်တော်တို့အချင်းတိုက်အောင်မခိုက်အောင်မဖြစ်နေပြီအခုလည်းတိုက်နေကြတယ်မဟုတ်လားအဲ့လိုပဲဟုတ်တယ်လေခမရတို့မိသွားမွေးတာကိုတွားဆော့နေတာ哦ဒီနေ့ MTF နဲ့ CDF မရာချလောက်တူချမလဲအဲ့တိုင်းမီမွေးပြီးတော့အခုမရာနယ်မြေထဲမှာ CDF မရာလည်းမရှိဘူးဘယ်သူမှမရှိဘူး MTF 10ရှိတော့တယ် MTF ကကုန်လုံးထိန်းချုပ်လိုက်တယ်ဘာပြဿနာရှိလဲဘာပြဿနာမှမရှိဘူးကြည့်မင်းသားကိုကြည့်လိုက်မင်းသားမှာဘာဖြစ်တဲ့နာမရှိစရာအကြောင်းလည်းမရှိဘူးဒီလိုမျိုးနဲ့ငါတို့လိုချင်တာဒါမျိုးနဲ့တစ်ခုလုံးကိုဟိုစစ်တပ်တစ်ခုနဲ့နေမယ်ဟိုကွဲလေးဒီကွဲလေးမလိုချင်ဘူးဘာလို့လဲဆိုတော့ဒါမှကျွန်တော်တို့မြို့နယ်စီးလုံးပြီးမှပဲကျွန်တော်တို့ကဒီပြည်နယ်အဆင့်စီးလုံးအောင်တွားနိုင်မယ်ဆိုတဲ့ဟာကျွန်တော်တို့ကမြင်တယ်အခုခမရတို့ဒီတိုင်းနဲ့ဆိုလို့ရှိရင်တော့စီးလုံးဖို့မပြောနဲ့ပွေတဲ့ရလို့ဆိုတော့အခုတကယ်စစ် CNDF ကတကယ်စစ်ချိန်ညာပြီးမှတိုက်လာပါစေပွေတဲ့ဆိုမီဇိုရမ်မှာထပ်ပြေတော့မှာတီကောင်တိုက်မှာမဟုတ်ဘူးတေးမဲ့လူကအောက်ခြေကလူတွေတီကောင်ကပတ်စံနဲ့တာပြောနိုင်တာတီတူကိုတိုင်းတိုက်မှာမဟုတ်ဘူးနော်ပွေတဲ့စကားတိတ်ပြင်းနားမထောင်ကြနဲ့ဒါတွေကျွန်တော်တို့နှစ်ဖက်စလုံးမှာဒီလိုမျိုးအဖြစ်ကြောင့်တေးမယ်တေးအကုန်လုံးကဒီဖလာနေရလူတွေရှိပဲတေးမှာတခြားလူတေးမှာမဟုတ်ဘူးနော်ချင်းကြပါအဲ့ပွေတဲ့ပတ်စကိုလည်းပိတ်ပေးကြပါဦး